ဒီပညာရှင်ကဟောင်းနွမ်းနေတဲ့ကားနောင်မီခွက်တစ်ခုကိုစိတ်ယုံထုတ်အသက်အတိုင်းပြန်ဖြစ်သွားအောင်ဘယ်လိုမျိုးလက်ရာမြောက်စွာပြုပြင်မွမ်းမံသွားလဲဆိုတာကြည့်လိုက်ကြရအောင်ပထမဆုံးအနေနဲ့ကိုက်ညီမဲ့အနီရောင်ပလတ်စတစ်ပြားကိုရွေးချယ်ပြီးအသေးစိတ်အချက်အလက်အားလုံးကိုတီးတီးချာချာတိုင်းတာကလိုအပ်တဲ့အရွယ်အစားအတိုင်းကွက်တိဖြတ်တောက်လိုက်ပါတယ်ပြီးနောက်မူလမီခွက်ရဲ့ပုံစံအတိုင်းပြန်ရလာအောင်ပလတ်စတစ်မျက်နှာပြင်ပေါ်မှာအမှတ်အသားတွေလွတ်ပြီးမြင်းပြိုင်အမြောင်းလေးတွေကိုဖော်ပြပါတယ်။အခြေခံပုံစံရလာပြီဆိုတာနဲ့ပိုပြီးကြည်လင်တောက်ပလာစေဖို့မျက်နှာပြင်ကိုအထူးအယောင်တင်စေးနဲ့ပုတ်တိုက်ပေးပါတယ်။ထို့နောက်ပလတ်စတစ်သားအကျော်ပြော့သွားအောင်မီးတောက်နဲ့အပူပေးပြီးဘိုးဘွားစင်ဆက်လက်ဆင့်ကမ်းလာတဲ့နီးပညာကိုသုံးကလုံးဝနဲ့ကွေးညွတ်မှုကိုအပြစ်ဆိုဖို့မရှိအောင်ကျွမ်းကျင်စွာပုံသွင်းယူပါတယ်။ပုံနေတဲ့အနားသက်တွေကိုတော့တိတိကျကျညှိထုတ်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ထုတ်လုပ်ပုံချင်းအင်မတန်တူညီတဲ့အခြားအယောင်နဲ့ lens အပိုင်းအစိတ်လေးတစ်ခုကိုထည့်သွင်းဖို့အတွက်အပေါက်ဖောက်လိုက်ပါတယ်။ဒီအပိုင်းအစိတ်တစ်ခုလုံးအစင်သင့်ဖြစ်ပြီဆိုရင်တော့တစ်ခုနဲ့တစ်ခုတွဲဆက်ပြီးကားနောက်မီးခွက်အကိအစုံကိုကားထဲမှာပြင်လည်တက်ဆင်လိုက်ပါတယ်။ဒါနဲ့ပဲအားလုံးပြီးသွားပြီလို့တင်ထဲမှာသလားမပြီးသေးပါဘူး။အခုမှစစ်မှန်တဲ့ဆွေအားကြီးတယောက်ရဲ့လက်ရာကိုမြင်တွေ့ရတော့မှာပါ။ဒီပညာရှင်ကအသစ်ဆက်ဆက်ချစ်ထုတ်ပြီးအယောင်တင်ထားတဲ့မျက်နှာပြင်ပေါ်ကိုရေအခြေခံအယောင်တင်ရေတုတ်လင်းပြီးနေရာအနှောက်ကိုထိန်းချုပ်မှုရှိပြီးခိုင်မာတဲ့လက်လုံရှားမှုတွေနဲ့တနေရာချင်းစီကိုပုတ်တိုက်သွားပါတယ်။နောက်ဆုံးမှာတော့ကြည်လင်တောက်ပနေတဲ့ကားနောင်မီးခွက်တက်လီအဖြစ်